ချင်းမလို့ဖြစ်နေပြီမဲ့လေကိုစားချင်တာလေးကိုချက်ကျွေးထားတယ်ဆိုတဲ့စားလေးကိုမြင်ရောမလေးအစားတောက်ဆိုရင်နှစ်ခါမခေါ်ရအောင်မွေးကားဆိုရင်အခုလိုမျိုးပေါ့နော်ငပြောဥမြများနဲ့လူမျိုးအိုးဘဲဥနဲ့ပဲများလေးစားတတ်တယ်ငပြောဥအရင်ကြိုက်တော့လေမွေးကားစားပြီဆိုငပြောဥကတော့မပါမဖြစ်ပဲဒီဒူဘိုင်းတဲ့ရောက်တည်းကတခြားမြန်မာတွေဆိုင်မှာလဲစားကြည့်အောင်ဒါပေမဲ့အကြိုက်မတွေ့ခဲ့ဘူးဒါပေမဲ့အိမ်ကအမကပိတ်ရက်လေးဖြစ်နေတော့သူမွေးဟင်းကားချက်ချွေးမယ်လို့စားလေးကိုလည်းမြင်ရောအခုလိုမျိုးပေါ့နော်အရန်ကမှပီတိဖြစ်ပြီးတော့မလဲမွေးကားဆိုင်တယ်အခုလိုမျိုးပူစီနန်းတော့ငရုတ်သီးဆက်ဆက်ကလေးနဲ့ဘဲဦးနဲ့အဲ့လိုမျိုးငပြောဦးများလေးနဲ့စားရတာကြိုက်တယ်ကွာမာနကြီးလာလို့မမေးနဲ့ရုပ်ကအမေမွေးတဲ့လူမျိုးစုပုတ်ပုတ်လေးပဲထွက်လာတာအပြင်မှာထွက်စားရင်တပွဲကို25ကျပ်30ရတော့အနည်းဆုံးပြရတယ်ကွာဒါပေမဲ့အိမ်မှာလောက်စားရင်25ကျပ်30ဆိုတာကွာတော်တော်ကိုစားရတယ်ကွာ2ယောက်3ယောက်လောက်ကတော့ကောင်းကောင်းစားရတယ်အဝါကြီးစားရတယ်အဲကြောင့်မလို့အိမ်မှာပဲလောက်စားဖြစ်တယ်အပြင်ကဝယ်စားရင်ကတစ်ခါပဲစားရတယ်ကွာအိမ်မှာလောက်စားတော့အများကြီးလေးစားရတယ်အပြင်ကိုဝဝလင်းလဲစားရတယ်ကွာအခုလိုမျိုးကိုစားချင်တာကိုအချိန်ပြီးအဲ့လိုမျိုးချက်ကျွေးတဲ့အမလေးကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးပေါ့နော်ကြည်နေတာမှထပ်စားချင်လာပြီ